အားလုံးပဲမင်္ဂလာပါစီစဉ်ကြသွားလို့ Epic Glory ကနေကြိုဆိုပါရယ် Epic Glory ကညီငယ်လေးတွေစောက်စီးလေးနဲ့တူရတော့မယ်ကဲ brother တို့စိတ်ချမ်းမြေ့စွာနဲ့ Epic Glory ကနေစတင်ကစားနိုင်ပါပြီနောက်ပြီးတော့ season 41ရဲ့ season skin အနေနဲ့ Zark ရဲ့ skin ကိုရရှိအောင်မှာဖြစ်ပါတယ်ဒါအပြင်မှာမိမချင်းကြိုက်တဲ့ Hirara ရဲ့ဇလန်းလေးကိုကျွန်တော်လည်းအတူတူကြည့်လိုက်ကြအောင်ဝင်လန်းလာသမျှစလာကနေ Hirara တန်ရဲ့ချင်းစရိုင်းနော်ဒီရအားလုံးဟာညှိုးနှံသွားဖို့ကြံပါဟေးလာမယ်ဆိုရင်ရှင်ရဲ့အတောက်ပါဆုံးအခိုက်အတန့်ကိုတွေးအောင်လှမ်းတဲ့အလှတရားအဖြစ်ကျမသိသိထားလိုက်မယ်အရန်ကိုအရိုင်းဆန်တဲ့အရာတစ်ခုမှတော့အလှတရားအဆက်အပြောက်လေးတွေရှိနေနိုင်ပါသေးတယ်အဲ့မှာဟန်နာပြီးလာပြီโอเคဇလန်ဆက်ကြည့်ကြမယ်ငါနဲ့ကိုကဲထုတ်ပေးမယ်အော်ဟီရိုဟန်နာပြီးကဲတာโอเคဆက်ကြည့်မယ်ဟာနာဘီဆာမရှင်ကျမစီနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲဒီယူသူမှုတွေဒီမှာစောင့်တယ်ခေရတာနောက်ဆုံးတော့ကျမစိတ်လှုပ်ရှားလို့တုံနေပြီ Hey yo what the fuck ဘာတုံတောင်ဟာထန်လိုက်တဲ့တပ်ဖြတ်လို့စိတ်ဒါဆိုဟန်နာဘီဆာမဟီရိုကိုနောက်ဆုံးတော့နားလည်သွားပြီလို့ဆိုလိုတာလားထွေးလိုက်တာလာပါလိုက်တာရောက်နေအတန်ကြီးအရောက်တော်တော်စားတာကျမတို့မရောက်ချင်မင်းမှာချောင်းရအတူရှိနေနိုင်တော့မယ်ရှင်ရဲ့ချောင်းရပွင့်လန်းမှုကျမပေါ်ချပေးလိုက်ပြရစေကဲဗီဒီယိုလေးကတော့ပြီးတော့ပါပြီ New Hero Hirara နဲ့ Epic Glory မှာစိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့စောင့်နိုင်ကြပါစေအားလုံးပဲပိုင်ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲ like and subscribe နဲ့ကူညီသွားခဲ့ကြပါဦး